ကျွန်တော်အဆက်ထုတ်သွားဝယ်ပြီးအိမ်ပြန်ရောက်တော့အဖေကကျွန်တော်ကိုဖက်ပြီးရှိုက်ကြီးတငင်ငိုနေတဲ့သူကကျွန်တော်ရှိမှတော့တူးထောက်ချလိုက်သေးတယ်ကျေးဇူးပြုပြီးတောင်းပန်ပါတယ်မင်းတို့ထလာတဲ့ဝိညာဉ်သားရဲ့ကိုမင်းကြီးလေးစီလွှဲပေးလိုက်ပါအဲ့ဒါကိုကြားတော့ကျွန်တော်သူ့ကိုချက်ချင်းပါချလိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဝိညာဉ်သားရဲ့ကဘာမှာနေထိုင်နေလို့ပဲအသက်16နှစ်ပြည့်တဲ့သူတိုင်းကိုပိုင်ဝိညာဉ်သားရဲ့ကိုနိုးထခွင့်ရှိတယ်ကျွန်တော်ကတော့အစင်းမြင့်အပြစ်နဲ့ဆိုးနဂါးကိုနိုးထနိုင်ခဲ့တယ်ကျွန်တော်ညီကတော့အတုံးမကျတဲ့ကြတိုင်းကျွတ်ကိုပဲနိုးထနိုင်ခဲ့တာဒါပေမဲ့သူကငငယ်ကလေးကတတိသမီးတယောက်နဲ့ဆိတ်ဆက်ထားတော့သူသားအဲ့ဒီမိန်းကလေးကိုလက်ထပ်လိုက်ရင်မိဘတွေကချမ်းသာကြွယ်ဝလာတော့မယ်ဒါကြောင့်အဖေကကျွန်တော်ကိုစာချုပ်ဖြတ်ပြီးဝိညာဉ်သားရဲ့ကိုညှစ်စီလွှဲပေးဖို့အမိန့်ပေးတယ်မဟုတ်ရင်အမွေဖြတ်မယ်တဲ့ဒီစကားကြတော့ကျွန်တော်ချက်ချင်းညင်းမလို့ပဲနတ်ဆိုးနဂါးသာသဘောမတူရင်သူ့ကိုခေါ်ပြီးထွက်သွားဖို့နီးလိုက်ရှာမှာပေါ့ဒါပေမဲ့မထင်မှတ်ထားပဲနတ်ဆိုးနဂါးကကျွန်တော်ညီနာကတ်သွားပြအညံ့ခံတဲ့အနေနဲ့ဥညွတ်လိုက်တယ်သူကမြင့်မြတ်တဲ့နဂါးမျိုးနွယ်လေးချမ်းသာတဲ့မိန်းမကိုလက်ထပ်တော့မယ်ကျွန်တော်ညီလိုလူမျိုးကမှသူ့ကိုကျွေးမွေးနိုင်မှာကိုကျွန်တော်လိုပတ်စံမရှိတဲ့တခင်ကိုတော့ပတ်စံမရှိရင်ထွက်သွားလို့ပဲပြောချင်နေတာဒါကိုမြင်တော့ဒေါသထွက်လွန်းလို့အေးဆက်ဆက်ရေမောလိုက်မိတယ်မင်းတို့အားလုံးလိုချင်နေမှတော့ငါကိုယ်တိုင်ပေးလိုက်မယ်လက်ဝါးနဲ့တစ်ချက်ဖိချလိုက်တာနဲ့စာချုပ်ကျိုးကိုချက်ချင်းဖျက်တောက်လိုက်တယ်ပြင်းထန်တဲ့နာကျင်မှုကခေါင်းထဲကိုချက်ချင်းဝင်ရောက်လာတယ်စာချုပ်ကျိုးဖျက်တောက်လိုက်လို့ရလာတဲ့ဒဏ်ရာကတစ်သက်လုံးစာဆိုတာသိထားရမယ်ဒါပေမဲ့တခင်ကိုတစ္ဆာဖောက်တဲ့အစင်းနှိမ်နဂါးကိုကျွန်တော်မလိုချင်ဘူးနာကျင်မှုကိုကြိတ်မိတ်ခံပြီးမက်ရက်နိုင်အောင်စူးစမ်းခဲ့တဲ့မျက်လုံးတွေဝေဝါးနေပေမဲ့ဂျန်စီနဲ့ရဲ့ကြီးမားတဲ့အရေးကြီးကျွန်တော်စီပြေးလာတာကိုမြင်လိုက်ရတယ်ဗလိုက်တက်တဲ့အဖေကသူ့လုပ်ရက်ကိုနောက်တရသွားပြီးထင်တာဒါပေမဲ့တကယ်လက်တွေ့ကတော့တခြားစီပဲဂျန်စီနဲ့ကနတ်ဆိုးနဂါးဝိညာဉ်ကြောက်ဆောင်ကိုဆွဲယူပြီးကျွန်တော်ညီဂျန်အိုင်ရဲ့ရင်ဘတ်ထဲကိုထိုးထည့်လိုက်တဲ့စာချုပ်တစ်ကိုချုပ်ဆိုလိုက်တာပဲပြီးတော့ချစ်ရတဲ့ညီလေးဂျန်အိုင်ကဝမ်းသာလွန်လို့အကျယ်ကြီးအော်ရတော့တာပဲလက်စားချေခြင်းနဲ့မိတောက်ကကျွန်တော်ရင်ထဲမှာပြင်းပြင်းထန်ထန်တောက်လောင်လာတယ်ဒါအစင်းမြင့်နဂါးတစ်ကောင်လောက်ပါပဲနောက်တစ်ချိန်ကျရင်ဒီတစ္ဆာဖောက်နဂါးကိုငါကိုယ်တိုင်ပြန်ယူမယ်အစအနမကြအောင်ဖျက်ဆီးပြီးအသားစဉ်းစားပြစ်မယ်ကျွန်တော်အကြည့်တွေအေးဆက်သွားတယ်နောက်လက်ပြီးတကားစီကိုခြေလန်းလေးလံစွာနဲ့ရှောက်သွားလိုက်တယ်အဖေကမင်းကိုအပြစ်မတင်ပါဘူးတားရဲ့လို့ဂျန်စီနဲ့ရဲ့အတန်ကကျွန်တော်နောက်ကျောကနေထွက်လာတယ်ဂျန်အိုင်ငါကမင်းကိုအပြစ်မတင်ပါဘူးဒါပေမဲ့နောက်ဆိုရင်လာမကြီးပြနဲ့တော့3ရက်နေရင်ကျောင်းကအစပြုသူစမ်းသက်ပွဲစတင်တော့မယ်အဲ့ဒါကိုအောင်မြင်တဲ့သူတွေပဲစီနိုတက္ကသိုလ်ကိုရှောက်ထားနိုင်မယ်ဒီရက်မတိုင်ခင်ဝိညာဉ်သားရဲ့အတစ်တစ်ခုနဲ့စာချုပ်တစ်ချုပ်ဖို့လိုအပ်တယ်ဒါနဲ့လက်ဝဲရတနာဆိုင်ကိုတွားလိုက်တဲ့အဖွားရဲ့ကြောက်စိမ့်ဆွဲတီးကိုဝိညာဉ်တင်ကားနဲ့တိတ်နဲ့ရောင်းလိုက်တယ်ပြီးတော့နန်ကန်းမြို့ကိုတက္ကစီစီးသွားတယ်အကြီးဆုံးဝိညာဉ်သားရဲ့ဆိုင်ဝန်ချွန်းကိုတွားခဲ့တယ်ရှစ်လွာကရှားပါသားရဲ့အပိုင်းကိုတိုက်ရိုက်တွားလိုက်တယ်ခမ်းမထဲမှာပုံစံမျိုးစုံရှိတဲ့ရှားပါအဆင့်ဝိညာဉ်သားရဲ့10ကောင်လောက်ပြသထားတယ်ဒါပေမဲ့မျက်လုံးပြူးသွားတာကမှန်ပုံတစ်ခုချင်းစီအောက်မှာဝိညာဉ်တင်ကား9သိန်းဆိုတဲ့စာတန်းလေးကတ်ထားတာကိုတွေးလိုက်ရတယ်ဒီငွေလာရောင်သားရဲ့ဆို8သိန်းတောင်ရေးထားတယ်8သိန်းဆိုတာတပြတိုက်နေတာပဲကျွန်တော်လက်ထဲကဝိညာဉ်တင်ကား2သိန်းပါတဲ့ကတ်ကိုတင်းဆုပ်ထားလိုက်တယ်ရှက်နဲ့နှာခေါင်းကိုကုတ်လိုက်မိတယ်ဒီထက်ဈေးပေါ်တာမရှိဘူးလားအယောင်းဝန်တန်းမလေးကိုပြုံးပြီးမေးလိုက်တယ်အယောင်းဝန်တန်းကမထီမဲ့မြင်လို့တဲ့ပုံမပြပါဘူးခေါင်းခါပြီးစိတ်ရှည်လက်ရှည်ရှင်းပြတယ်ကျွန်တော်တို့စီမှာရှားပါအဆင့်ဝိညာဉ်သားရဲ့တွေပဲရှိပါတယ်ဈေးသက်တာလိုချင်ရင်တော့အထူးကောင်းမွန်အဆင့်တွေပဲတွားကြည့်လို့ရပါတယ်ကျွန်တော်မျက်နှာမှာစိတ်ပြတ်မှုတွေပေါ်သွားပေမဲ့အယောင်ဝန်တန်းရဲ့လေတံကရုတ်တရက်ပြောင်းသွားတယ်ဒါပေမဲ့မြေအောက်ခန်းကိုတောင်ထဲမှာတော့ချိုရင်းချက်ရှိတဲ့အကောင်တချို့ရှိပါတယ်ဈေးကတော့အများကြီးသက်တာတယ်ဒါပေမဲ့အရေးသွေးကတော့တေချာပေါက်နှိမ့်လိုက်မယ်ကျွန်တော်ကိုတွားပြပေးပါလို့မဆိုင်မတော်ပြောလိုက်တယ်ဝိညာဉ်တင်က2သိန်းပဲရှိတဲ့ကျွန်တော်လူအတွက်ဒါကတခုတည်းသောအခွင့်အရေးပဲလေအယောင်ဝန်တန်းနောက်ကိုလိုက်ပြီးမြေအောက်ခန်းကိုဆင်းသွားတယ်လေထုကလေးလံပြီးအေးဆက်နေတဲ့တန်ချီတက်နေတဲ့တန်လောင်အိမ်တွေဟိုဟိုဒီဒီချထားတဲ့လောင်အိမ်တွေကြားလျှောက်သွားရင်းအထက်ကတရဝတွေကိုစူးစမ်းကြည့်လိုက်တယ်ဘာမှမရှိသေးဘူးတကယ်ပဲစိတ်ပြက်လာပြီးရုတ်တရက်ထောင်းကလောင်အိမ်တစ်ခုကိုမြင်လိုက်ရတဲ့တစ်ချက်ကြည့်လိုက်တာနဲ့သတင်းချက်လက်တွေအများကြီးမြင်ကွင်းထဲဝင်လာတဲ့အလုံးကိုလိုက်မဖက်နိုင်တော့ဘူးလားအောက်အိမ်ထဲမှာလက်ဝါးအရွယ်လောက်ပဲရှိတဲ့လိတ်ကလေးတစ်ကောင်ကိုတွေးလိုက်ရတယ်ကျွန်တော်နားကပ်သွားတာကိုမြင်တော့ခေါင်းကိုမောကြည့်ဖို့ကြိုးစားပြီးကျွန်တော်နဲ့မျက်လုံးချင်းစုံသွားတယ်အဲ့ဒီအခါသူ့ရင်ထဲကပြင်းပြတဲ့တောင်းဆိုမှုကိုခံစားလိုက်ရတယ်မဟုတ်ဘူးရှားပါသွေးကြောနဲ့ကိုယ်တိုင်တတ်ဆင်နိုင်စွမ်းရှိတဲ့ရေဝိညာဉ်လိတ်ပေါင်းစပ်မှုလမ်းကြောင်းတစ်ချီနဲ့ဆိုးလိတ်ပေါင်းစပ်မှုလမ်းကြောင်းနှစ်မတေမျိုးခွန်နဂါးလိတ်အလင်းနဲ့ဖျားလိတ်စုစုပေါင်းပေါင်းစပ်မှုလမ်းကြောင်းတွေအများကြီးပဲအသက်ရှူတောင်ရက်သွားတယ်ဒါကျွန်တော်မြင်ဘူးသမျှထဲမှာပေါင်းစပ်မှုလမ်းကြောင်းအများဆုံးတတော်ဝါပဲနေပါဦးလမ်းဖြတ်သွားတယ်ကျွန်တော်အကြည့်ကနောက်ဆုံးလမ်းကြောင်းတစ်ခုမှာရက်တန့်သွားတယ်ဒန္တာရီလာမကောင်းဆိုးဝါးရေခဲရိုးစုစစ်တီတော်ရှုံဦးငါတွေးနေတဲ့ဒန္တာရီထဲကရှုံဦးများလာတဲ့ချောင်းတွေ၆တွေ့လာတယ်လက်လံပြီးလိတ်ကလေးရဲ့အကွဲနေတဲ့အခွန်ကိုညင်ညင်တတလေးပုတ်တက်ပေးလိုက်တယ်ညီဖြစ်သူရဲ့လှောင်ပြောင်တဲ့အပြုံးနဲ့အဖေရဲ့အေးဆက်တဲ့လစ်လူရှုမှုတွေခေါင်းနဲ့ပြန်ပေါ်လာတဲ့လိတ်ကလေးကကျွန်တော်ရဲ့လက်စားချခြင်းစိတ်ကိုခံစားမိသွားတယ်လို့ပဲသူ့အခွန်ပေါ်ကအကွဲချောင်းကပူနွေးလာတယ်အောက်ငုံကြည့်လိုက်တော့ကျွန်တော်ဝိညာဉ်ထဲမှာအရင်တကားရဲ့အရေးကိုရုတ်တရက်မြင်လိုက်ရတယ်အဲ့ဒါကိုလိတ်ကလေးကလက်ဖွားနဲ့တစ်ချက်တည်းရိုက်ခွဲပစ်လိုက်တယ်ကျွန်တော်မျက်လုံးတွေကလေးစားအားကျမှုတွေနဲ့ပြည့်သွားတယ်ဒါဆိုရင်လည်းဂျန်အိုင်ရဲ့နဂါးကိုရွှံဝူရဲ့ပထမဆုံးအုပ်မြင့်အနေနဲ့တုံးလိုက်မယ်ပေါင်းဆက်ဖို့လိုအပ်တဲ့တရဝအတွက်ကတော့တိုက်ဆိုင်စွာပဲဝန်ချွန်းဆိုင်ရဲ့ကိုတောင်ထဲမှာချိုးရင်းနေတဲ့မွေတကောင်ရှိနေတဲ့တန်ချီတက်နေတဲ့လှောင်အိမ်ထဲကလိတ်ကလေးကိုတတိထားပြီးထုတ်ယူလိုက်တယ်ပြီးတော့ထောင်ကမွေလောင်အိမ်စီကိုတွားလိုက်တယ်မွေလေးကိုလည်းညင်ညင်တတထုတ်ယူလိုက်တယ်မင်္ဂလာပါဒီနှစ်ကောင်ကိုယူမယ်ကျွန်တော်ရဲ့ပြတ်သားမှုကိုမြင်တော့အယောင်းဝန်တန်းကထပ်မပြောတော့ဘူးကောင်းပါပြီလူကြီးမင်းကုန်ကျန်းစင်းနဲ့ပဲတွက်ပေးပါမယ်တကောင်ကိုရွှေတင်ကား9000ကျပါမယ်9000ဆိုတာကျွန်တော်တက်နိုင်တဲ့ပမာဏပါဒီအကောင်လေးတွေကိုခေါ်ပြီးအမြန်ပြန်ချင်နေပြီးကက်ကိုထုတ်ပြီးရွှေတင်ကား3သိန်းတိုက်ရိုက်ပေးလိုက်တယ်အယောင်းဝန်တန်းရဲ့အပြုံးကပိုကျဲသွားတယ်ဝန်ချွန်းဆိုင်ပေါ်ထက်အထိလိုက်ပို့ပေးတယ်နေပါဦးကျွန်တော်မှ3သိန်းကျန်သေးတယ်ပေါင်းဆက်ဖို့ကုန်ကျန်း3မျိုးလောက်ယူပေးလို့ရမလားထွက်သွားမယ်အယောင်းဝန်တန်းကိုတားပြီးပေါင်းဆက်ရမှာလိုအပ်တဲ့ကုန်ကျန်းနာမည်တွေကိုပေးလိုက်တယ်အယောင်းဝန်တန်းခမ်းမထဲကိုထွက်သွားတော့အားလုံးရဲ့အကြည့်တွေကကျွန်တော်စီရောက်လာတဲ့ဟိုလူကိုကြည်စမ်းသူတကယ်ပဲချိုရင်းနေတဲ့အကောင်နှစ်ကောင်ကိုဝယ်လိုက်တာလားဆင်းရဲလုံးလို့ယူသွားတာနေမယ်ဒီလိုကောင်တွေကိုဘာလုပ်လို့ရမှာလဲအမြောက်စာဖြစ်သုံးမလို့လားဒီလိုလောင်ပြောင်
တန်တွေကျွန်တော်နားထဲဝင်လာတယ်ကျွန်တော်လက်ဝါးတွေကလိတ်ကလေးနဲ့မွေလေးကတော့ခွေခွေလေးဖြစ်သွားတယ်ရှက်ရွံ့မှုနဲ့အထီးကျန်မှုတွေကြောင့်သူတို့ရှိုက်ငူနေကြတယ်လက်ထဲမှာသူတို့တုံ့ရင်နေတာကိုခံစားရတယ်ကျွန်တော်တို့ကိုစော်ကားတဲ့သူတွေကိုစူးစူးဝါးဝါစိုက်ကြည့်လိုက်တယ်ဒီလူတွေကိုဂယုမဆိုင်နဲ့မင်းတို့ကအမြောက်စာလုံးဝမဟုတ်ဘူးငါကမင်းတို့ကိုရွေးချယ်ခဲ့တာအဲ့ဒါကမင်းတို့ကိုကဘာပေါ်မှာအကောင်းဆုံးတတဝါတွေဖြစ်စေတယ်ဒီအကောင်လေးနှစ်ကောင်ရဲ့မျက်လုံးတွေကမယုံကြည်နိုင်မှုတွေပြည့်နေနေတယ်ကျွန်တော်စကားကိုကြားတော့သူတို့ရဲ့ခွေနေတဲ့ခေါင်းလေးတွေကိုရဲရဲဝံ့ဝံ့မောလာကြတယ်သူတို့ကိုလက်ဖွားထဲမှာကြည့်ပြီးယုံကြည်ချက်ရှိရှိခေါင်းညစ်ပြလိုက်တယ်ငါရဲ့တတဝါရွေးချယ်မှုကဘယ်သူနဲ့မှမဆိုင်ဘူးအဲ့ဒီအချိန်မှာအယောင်းဝင်နဲ့ပြေးလာပြီးတစ်တာသုံးလုံးကမ်းပေးတယ်ပေါင်းဆက်ဖို့ကုန်ကျန်းတွေကကြံနေတဲ့ရွှေတင်ကားတသိန်းလုံးကုန်သွားစေတယ်အခုချိန်မှာကျွန်တော်အိတ်ကက်ထဲဘာမှမရှိတော့ဘူးကုန်ကျန်းတွေရတာနဲ့ဝန်ချွမ်းဆိုင်ကနေထွက်ပြီးဟိုတယ်ကိုတိုက်ရိုက်ပြန်လာခဲ့တဲ့အခန်းကကလာကာတွေကိုဆွဲချလိုက်တဲ့ပေါင်းဆက်မှုလုပ်ငန်းစဉ်အတွင်းဘာတွေဖြစ်လာမလဲမသိဘူးရုပ်တိမတန်တဲ့ဒီလိုကိစ္စမျိုးကိုဘယ်သူမှမသိစေရဘူးအခုမင်းတို့ကိုပိုးတမအောင်လုပ်ပေးမယ်လုပ်ငန်းစဉ်ကနည်းနည်းတော့နာကျင်ရလိမ့်မယ်မခံနိုင်တော့ရင်ပြောပါရက်ဖို့နီးလန့်ရှာပေးမယ်အကောင်လေးနှစ်ကောင်ကသဘောတူတဲ့အနေနဲ့ကောင်းကြီးပြကြတယ်နာကျင်လို့တေးရမယ်ဆိုရင်တော့ခံနိုင်ရရှိအောင်ကြိတ်မိတ်နေမယ်လို့သူတို့စိတ်ထဲကတိပြုထားကြတယ်သူတို့ရဲ့ကောင်းမြတ်တဲ့တခင်ကိုကာကွယ်ဖို့ပိုးတမချင်နေကြတာတစ်တာသုံးလုံးကိုဖွင့်လိုက်တဲ့အထဲကနေပေါင်းဆက်ဖို့လိုအပ်တဲ့ခြံကွန်မင်းအပြည့်ရည်နဲ့ထာဝရအချစ်ချိုးထုံးတို့ကိုထုတ်ယူလိုက်တဲ့စပြီးပေါင်းဆက်မှုလုပ်ငန်းစဉ်ကအစဉ်ပြေပြေချုံးမွေးစွာပြီးဆုံးသွားတဲ့အကောင်လေးတွေကနာကျင်လွန်းလို့တတိလစ်သွားပြီးတတိရလာတော့လဲတက်တာမသွားဘူးအကောင်လေးတွေကိုကြည့်ပြီးရင်ထဲမှာစိုးနှင်သွားတယ်နောက်တစ်ခါဒီလောက်ထိအနစ်နာမခံကြနဲ့တော့မင်းတို့ပိုမတန်မလာရင်တောင်ငါကအမြဲတမ်းဂရုစိုက်သွားမှာပါရုတ်တရက်ရွှေရောင်လင်းတန်းတစ်ခုကအကောင်လေးတွေကိုလွှမ်းခြုံသွားတယ်အခန်းထဲမှာပြင်းပြင်းထန်ထန်ပောက်ကွဲထွက်လာတဲ့မျက်စိနဲ့မမြင်နိုင်တဲ့လှိုင်းလုံးကနေရန်တွေကိုဖျက်ပြီးကောင်းကင်စီဓာတ်ရိုက်ထိုးတက်သွားတဲ့အလင်းရောင်ကနေမင်းလေးတစ်စင်းလိုဆူရှာတောက်ပနေပေမဲ့ကံကောင်းတာကအခန်းထဲကအကွဲကြောင်အားလုံးကိုပိတ်ထားလို့ဘသူအာယုံကိုမှမဖန်ဆားနိုင်ခဲ့ဘူးနန်ကန်းမျိုးသားရဲ့စံအိမ်မှာစူတင်းလန်ကနန်ကန်းမှာအစ်စ်ပေါ်လာတဲ့တခြားကပတ်အကွဲကြောင်အကြောင်းဆွေးနွေးနေကြတယ်ဒီကိစ္စကသူတို့ကို6လလောက်ခေါင်းခဲစေခဲ့တာသူစကားပြောမလို့လုံနေတော့နောက်ဆက်ကမှပဲဖုံးဆိုတဲ့အတန်နဲ့အတူအစည်းအဝေးစပွဲတစ်လျှောက်အကွဲကြောင်ကြီးပေါ်လာတဲ့စူတင်းလန်ရဲ့သူငယ်အိမ်တွေကျုံဝင်သွားတယ်ခေါင်းမော်ပြီးပြတင်းပေါက်ကနေမြို့ကိုကြည့်လိုက်တော့တန့်စင်တဲ့ရွှေရောင်လင်းတန်းကိုတွေ့လိုက်ရတယ်ဒီလိုမျိုးသူတခါမှမမြင်ဘူးဒီလိုအလင်းတန်းမျိုးထွက်လာဖို့ဆိုရင်ဖြစ်နိုင်ခြေနှစ်ခုပဲရှိတယ်တစ်ခုကအားကောင်းတဲ့တခြားကပတ်အကွဲကြောင်စတင်လှုပ်ရှားလာတာဒါမှမဟုတ်ဒဏ္ဍာရီအဆင့်မူလဝိညာဉ်သားရဲ့ကောင်းပေါ်လာတာပဲဒါပေမဲ့ဒုတိယအချက်ကိုသူချက်ချင်းပယ်ချလိုက်တယ်ဒဏ္ဍာရီအဆင့်မူလဝိညာဉ်သားရဲ့ဆိုတာနှစ်ပေါင်း1000နီးပါးမကြားဘူးတော့တာလေဒီလိုတတဝါမျိုးကနန်ကန်းမှာဘလို့လို့ရုတ်တရက်ပေါ်လာနိုင်မှလဲအဆောင်လို့မျက်နှာထားတင်းတင်းနဲ့အမိတ်ပေးလိုက်တယ်နန်ကန်းမျိုးပတ်ဝန်းကျင်ကတခြားကပတ်အကွဲကြောင်တွေအားလုံးကိုတေချာစုံစမ်းစစ်ဆေးပါအဲ့ဒီအချိန်ဟိုတယ်ခန်းထဲမှာရွှေရောင်လင်းတန်းပျောက်သွားတာနဲ့လိတ်ကလေးနဲ့မွေလေးရဲ့အခြေအနေကိုချက်ချင်းစစ်ဆေးလိုက်တယ်ဒါပေမဲ့အကောင်လေးနှစ်ကောင်ကလုံးဝပြောင်းလဲသွားတာကိုတွေ့လိုက်ရတဲ့လက်ဘဝပေါ်တင်လို့ရတဲ့မူလဝိညာဉ်လိတ်လေးကအခုစလုံးတစ်လုံးစာလောက်နှစ်ဆကြီးသွားတဲ့အခွန်ပေါ်ကအမာရွတ်တွေပျောက်သွားပြီးကွန်းတီးပုံစံအကွက်တွေအစားထိုးနေရယူလာတယ်ရေမြဒီလေးကတော့ခေါင်းပေါ်မှာရေခဲလိုအေးဆက်နေတဲ့ရွှေရောင်အဖူလေးထွက်လာတယ်အခုသူ့အရှိကတမီတာရှိနေပြီးအမဲရောင်အမီကလိတ်အခွန်ကိုရစ်ပတ်ထားတဲ့အကောင်လေးနှစ်ကောင်ကတကောင်နဲ့တကောင်ကတ်နေတယ်လို့ပဲသူတို့မူးဝေနေတုန်းလေးတက်ပြင်းချလိုက်ပြီးသူတို့ရဲ့အချက်လက်သစ်တွေကိုစိတ်လှုပ်ရှားစွာဖက်ကြည့်လိုက်တယ်မကောင်းဆိုးဝါးရေခဲရွှွန်ဦးဒဏ္ဍာရီအဆင့်စွမ်းရည်မဖြစ်နိုင်တဲ့ပေါင်းဆက်မှုဒါတကယ်ပဲဒဏ္ဍာရီအဆင့်ရွှွန်ဦးဖြစ်သွားတာလားအသက်ရှူတောင်ရက်သွားတဲ့တိတ်တိတ်ကျဲခုန်နေတဲ့ရင်ဘတ်ကိုမထိန်နိုင်တော့ဘူးဒဏ္ဍာရီအဆင့်ဒီလောက်အားကောင်းတဲ့စွမ်းရည်မျိုးရုပ်တံစီစဉ်တွေမှာပဲမြင်ဘူးလားအခုတော့တကယ်ဖြစ်လာပြီးအခုအကောင်လေးတွေကအရင်ကျွန်တော်ရဲ့အဖြစ်နဲ့ဆိုးနကားနဲ့ဘာမှမဆိုင်တော့ဘူးသူတို့ကအများကြီးပိုတန်မာတဲ့စိတ်ကိုတင်းငြိမ်အောင်စူးစမ်းပေမဲ့မင်းညကတစ္ဆာဖောက်ခံရတဲ့အဖြစ်က6လက်နေသေးပဲမနှက်ဖြန်အစပြုသူစမ်းသက်ပွဲအတွက်ဂျန်အိုင်ငါကိုအပြစ်မတင်နဲ့နော်မင်းရဲ့အကိုကြီးကအတိုးနည်းနည်းအရင်ယူလိုက်အောင်မဲ့စမ်းသက်ပွဲနေကိုမြန်မြန်ပဲရောက်လာတယ်နန်ကန်အထက်တန်းကျောင်းရဲ့စမ်းသက်ကွင်းဝင်ပေါက်မှာလူတွေပြည့်ကျက်နေတဲ့ကျောင်းသားတွေကသူတို့ခေါ်ယူထားတဲ့ဝိညာဉ်သားရဲတွေအကြောင်းပြောဆိုနေကြပြီးအကောင်းတဲ့အသင်းဖော်တွေကိုရှာနေကြတဲ့စမ်းသက်ကွင်းတွေကနတ်ဆိုးသားရဲတွေကအားလုံးကြောက်စရာကောင်းတဲ့လူများစုအတွက်အသင်းဖွဲ့တာကအကောင်းဆုံးရွေးချယ်မှုပဲရောက်ချင်းပဲရင်းနှီးလို့နဲ့အရေးတစ်ခုကိုမြင်လိုက်ရတယ်အခုချိန်မှာဂျန်အိုင်ကဆွဲဆောင်မှုရှိတဲ့မိန်းမလေးကိုဖတ်ပြီးရေမောနောက်ပြောင်နေတယ်အဲ့ဒါသူ့ရဲ့စစ်ဆက်ထားသူလင်းရတင်ပဲအဖြစ်နဲ့ဆိုးနကားကသူတို့ကောင်းပုံမှာဝဲပြန်နေတယ်သူတို့ကိုចောင်းသားတအုပ်ကဝင်းရံထားပြီးအားလုံးကဂျန်အိုင်ရဲ့မျက်နှာပေးမှုကိုလိုချင်နေကြတာအကိုဂျန်အကိုကတကယ်မိုက်တာပဲအစင်မြင့်နကားကိုခေါ်ယူနိုင်တာဆိုတော့ဒီစမ်းသက်ပွဲရဲ့ပထမနေရာကတေချာပေါက်အကိုအတွက်ပဲအကိုကြည့်ပါဦးဟိုမှာအကိုကြီးမဟုတ်လားလို့နောက်လိုက်တယောက်ကဝင်းပေါက်မှာရှိနေတဲ့ကျွန်တော်ကိုလက်ညှိုးထိုးပြတယ်အကိုကအတုံးမကျတဲ့ကြတိုင်းကြွက်ပဲခေါ်နိုင်တယ်ဆိုပဲလိုလုံးလေးဖြစ်သွားတာလဲအေးဆက်ပြုံးလိုက်ပြီးတိတ်လေးပဲကြည့်နေလိုက်တယ်ချစ်ရတဲ့ညီလေးဘလို့ဖြေရှင်းမလဲဆိုတာကြည့်ချင်လို့ကျွန်တော်အကြည့်ကသူ့ကိုနေရခက်စေတယ်အဲ့ဒီအချိန်မှာသူ့ရင်ခွင်ထဲကလင်းရတင်ကဝင်ပြောတယ်သူအဲ့ဒီကြတိုင်းကြွက်ကိုစွန့်ပစ်လိုက်တာနေမှာပေါ့တေချာတာပေါ့ခွေးတောင်ဒီလောက်အတုံးမကျတဲ့ဟာကိုမလိုချင်ပါဘူးပြီးတော့သူကအိုင်လေးရဲ့အကိုမဟုတ်တော့တာကြားပြီးနောက်ဆိုရင်စကားပြောတာတတိထားပါဒီအမိုက်ကသူ့နဲ့မတန်ဘူးပြောပြတာနဲ့လင်းရတင်ကဂျန်အိုင်ရဲ့ရင်ခွင်ထဲထပ်တိုးဝင်သွားတယ်ဒါကိုကြားတော့မရေပဲမနေနိုင်တော့ဘူးချစ်ရတဲ့ညီလေးကအခြေအနေကိုသူ့ဘက်ပါအောင်လှည့်ပြောင်းရမှာတကယ်တော်တာပဲငါကဘယ်တော့ကကြတိုင်းကြွက်ခေါ်နိုင်တဲ့အတုံးမကျတဲ့လူဖြစ်သွားတာလဲဒါပေမဲ့အခုကလက်စားချေရမယ့်အချိန်မဟုတ်သေးဘူးစမ်းသက်ပွဲရောက်တဲ့အထိစောင့်မယ်အတိုးဆက်ကောက်ဖို့အခွင့်အရေးရှာရမယ်ဂျန်အိုင်ကတက်ပြင်းချပြီးလင်းရတင်ကိုဖတ်ထားလျက်နဲ့ကျွန်တော်စီလျှောက်လာတယ်ဘာလို့ဒီတုံးမကျတဲ့လက်ကိုတက်ကွင်းနဲ့ခေါ်လာရတာလဲကျွန်တော်အေးဆက်ရေးလိုက်တယ်ဂျန်အိုင်မင်းလိုအရေးချင်းမျိုးနဲ့ရုပ်ရှင်မင်းသားမလုပ်တာတကယ်နှမျောစရာပဲမင်းနဲ့မငင်းချင်ဘူးမင်းအတွက်နောက်ဆုံးအကြံပေးချင်တာပဲရှိတယ်ကျွန်တော်ခဏရက်လိုက်ပြီးမထီမဲ့မြင်အကြည့်နဲ့ကြည့်လိုက်တယ်အမိုက်ကအမိုက်ပါပဲသူများပစ္စည်းခိုးရင်အောင်မင်းကရိုးရင်းချင်းစီအထိ
တုံးမကြတဲ့လူဆိုတာပြောင်းလဲမသွားဘူးဒီစကားပြောပြီးကြောခိုင်းထွက်လာခဲ့တဲ့ဂျန်အိုင်ကကျွန်တော်ကြောပြင်ကိုစိုက်ကြည့်နေတဲ့သူ့မျက်လုံးထဲမှာတက်ချင်တဲ့အရေးအယောင်တွေတောက်ပနေတဲ့အမိုက်ဖြစ်သွားတာတောင်ငါ့ကိုလာစိန်ခေါ်ရဲသေးတယ်မင်းကိုမှတ်လောက်အောင်သင်ခန်းစာပေးရမယ်အဲ့ဒီလိုပြောပြီးကျွန်တော်နောက်ကလိုက်လာတဲ့လက်ကိုငုံကြည့်လိုက်တယ်အဖြစ်နဲ့ဆိုးနဂါဒီလိတ်ဆုပ်ရဲ့အခွန်ကိုခွဲပစ်လိုက်စကားဆုံးတာနဲ့အဖြစ်နဲ့ဆိုးနဂါကရှေ့ကိုခုန်ထွက်လာတယ်သူ့ရဲ့ခရမ်းရောင်နဂါအမီကမယုံနိုင်တော့အောင်ထက်မြက်လာပြီးကျွန်တော်ရဲ့ရွှင်ပေါင်အပေါ်ကိုတိုက်ရိုက်ကျဆင်းလာတယ်လူအများကြီးကကျွန်တော်ကိုထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေကြတယ်ဒီတစ်ခါတော့သူ့သွားပြီးသူ့ကောင်ကအလဲလက်အဆင့်လောက်ပဲရှိမှနဂါခေါ်နိုင်တဲ့ညီရှိတာကိုသူတို့အမြင်အရကျွန်တော်တုံ့ပြန်ဖို့အချိန်မရတော့ဘူးဒါပေမဲ့အဖြစ်နဲ့ဆိုးနဂါရဲ့အမီကအခွန်ကိုရိုက်မိမဲ့အချိန်မှာပဲအခွန်ထဲကနေရေတိုင်းလွှားတစ်ခုချက်ချင်းထွက်လာပြီးတိုက်ခိုက်မှုကိုကာကွယ်လိုက်တယ်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲသူဘယ်လိုလုပ်အချိန်မီတုံ့ပြန်နိုင်တာလဲအရေးကြီးဆုံးကဒီလိတ်ကနဂါရဲ့တိုက်ခိုက်မှုကိုကာကွယ်နိုင်တဲ့ပတ်ဝန်းကျင်မှာအန်အောတန်တွေထွက်ပေါ်လာတယ်ဂျန်အိုင်တောင်အန်အားတင်နေတယ်မဖြစ်နိုင်ဘူးအဲ့ဒီအချိန်မှာပဲအားလုံးရဲ့နားထဲကိုရေတန်တက်တက်လေးဝင်လာတယ်ကျွန်တော်ကြအန်အိုင်ကိုအေးဆက်ဆက်အပြုံးနဲ့ကြည့်လိုက်တယ်ဒီအတုံးမကျတဲ့ညီကခိုးကြောင်ခိုးဝဲတိုက်ခိုက်မယ်ဆိုတာငါတီးပြီးသားမင်းကစတင်ခဲ့တာဆိုတော့ငါဘက်ကအာမနာဘူးလို့အပြစ်မတင်နဲ့တော့ပြောပြီးတာနဲ့ရွှန်ဝူကိုတိုက်ခိုက်ဖို့အမိန့်ပေးမလို့ပဲဒါပေမဲ့အဲ့ဒီအချိန်မှာခေါင်းလောင်းတန်ထွက်လာတယ်အစပြုသူစမ်းတက်ပွဲတရားဝင်စတင်ပါပြီးပတ်ဝန်းကျင်ကចောင်းသားတွေအားလုံးချက်ချင်းလူစုကွဲသွားကြတယ်မျက်မှောင်အနှဲငယ်ကျုပ်လိုက်ပြီးတိုက်ခိုက်ဖို့ပြင်းနေတဲ့ရွှန်ပေါင်ကိုတားလိုက်တဲ့ဂျန်အိုင်ကအခွင့်အရေးယူပြီးလင်းရတင်ရဲ့လက်ကိုဆွဲကဝင်းပေါက်စီပြေးသွားတယ်မသွားခင်နောက်လှည့်ပြီးကျွန်တော်ကိုစိန်ခေါ်ဖို့မမေ့ဘူးအမိုက်ကောင်ကွင်းထဲရောက်ရင်မင်းဘယ်လိုတည်မလဲကြည့်ကြသေးတာပေါ့ကျွန်တော်မထီမဲ့မြင်ပြုံးလိုက်ပြီးမဆိုင်မတွားပဲရွှန်ပေါင်နဲ့အတူလမ်းစုံစီလျှောက်သွားလိုက်တဲ့စမ်းတက်ကွင်းထဲမှာအခုကျွန်တော်ကစိမ့်လန်းဆူပြေတဲ့တောအုပ်ကြီးရဲ့အလဲမှာရောက်နေတဲ့ကောင်းကင်မှာပြန်ပွဲမဟာမိတ်အဖွဲ့ကတက်ဆင်ထားတဲ့ထောက်လန်းရေးစလုံးမြဂုံးမျိုးရှိနေပြီးနေရာတိုင်းကိုစောင့်ကြည့်နေတယ်စီကန်းတွေအရမဟာမိတ်အဖွဲ့တစ်ခုလုံးရဲ့ထိတ်ဆုံးတစ်ထောင်စည်ရင်းဝင်ဖို့အမှတ်ရအောင်နတ်ဆိုးသားရဲတွေကိုတက်ရမယ်နာယီကိုကြည့်လိုက်တဲ့စမ်းတက်ပွဲမပြီးခင်3နာရီလိုသေးတယ်မြန်မြန်လှုပ်ရှားမှရမယ်ရွှန်ပေါင်ဒီတစ်ခါငါတို့တေချာပေါက်ပထမရမှဖြစ်မယ်ရွှန်ပေါင်ဆိုတာရွှန်ဝူကိုပေးထားတဲ့နာမည်ပါရွှန်ဝူရဲ့အစစ်မှန်တရုပ်ကိုဖုံးကွယ်ဖို့ပို့အဆင်ပြေလို့လေရွှန်ပေါင်ကခေါင်းကိုလေးလေးလံလံညှိပြတယ်သူ့အကြည့်ကပြတ်သားနေတယ်ပြီးတော့စောစောကလူဆိုးကိုလည်းပြင်းပြင်းထန်ထန်အဖြစ်ပေးရမယ်ရွှန်ပေါင်ရဲ့ခေါင်းကိုပုတ်တက်ပေးပြီးတောအုပ်ထဲပိုနဲ့တဲ့နေရာကိုခေါ်သွားတယ်တိတ်မကြခင်မှာပဲပထမဆုံးနတ်ဆိုးသားရဲနဲ့စုံတဲ့အရှိ2မီတာရှိတဲ့ဝံပလွေကြီးတစ်ကောင်သူ့မွေးတွေကငွေပြာရောင်ဖြစ်ပြီးအဆွဲတွေကြားမှာလျှက်စီးတွေလက်နေတယ်မဟုတ်ဘူးမိုးကြိုးဖီအားဝံပလွေကြီးအစင်နဲ့ပထမဆုံးအကောင်ကအစင်နဲ့ဖြစ်နေပြီးတော့လျှက်စီးမျိုးစားလူများစုအတွက်ဒါကနိမိတ်မကောင်းဘူးတတိလက်လွတ်ဖြစ်ရင်တေးဖို့တေချာတယ်ကျွန်တော်အကြည့်ကယုံကြည်မှုတွေအပြည့်ပါပဲရွှန်ပေါင်သူ့ကိုချလိုက်ရွှန်ဝူတိုင်းကို3ရွှန်ဝူကဒါကိုပဲစောင့်နေတာတိုက်ခိုက်ခြင်းစိတ်ကသူ့ရင်ထဲမှာတောက်လောင်နေတဲ့ဓာတုပြောင်းလဲပြီးနောက်ပထမဆုံးတိုက်ပွဲပဲတခင်ရဲ့အမိန့်ကိုကြားတော့ရွှန်ပေါင်ရဲ့ပတ်လည်မှာရေပြာရောင်လိုင်းလုံးတွေပြန့်နှံ့သွားတယ်ဝံပလွေစီဓာတ်ရိုက်ခုံဝင်သွားပြီးရေလိုင်းကမိုးကြိုးဖီအားဝံပူလွေရဲ့လျှက်စစ်တိုက်ခဲမှုကိုအလွယ်တကူကာကွယ်လိုက်တယ်သူ့ရဲ့အဆွဲနှချောင်းတောင်ကျိုးသွားတယ်ဝံပလွေကြီးကနောက်ကိုလွင့်စင်သွားပြီးတစ်ပင်နဲ့တွားရိုက်မိတယ်ရွှန်ဝူရဲ့တိုင်ရီစွမ်းအင်ကို3ဒီစကားကိုကြားတော့ရွှန်ပေါင်ကပါဆက်ဟပ်ပြီးပြလဲနေတဲ့ရေခိုးရေငွေတွေမှုတ်ထုတ်လိုက်တယ်ဝံပလွေကြီးကရှောင်ဖို့တောင်အချိန်မရပဲရေခိုးရေငွေတွေဖုံးလွှမ်းသွားတယ်နားကွဲမတက်ဦးတန်ကြီးထွက်ပေါ်လာပြီးရေခိုးရေငွေတွေကွဲကွာသွားတယ်မြေပြင်ပေါ်မှာအကောင်းမကတိကျန်နေတဲ့ဝံပလွေအယိုးစုပဲရှိတော့တယ်ချက်ချင်းဆိုသလိုမိုးကြိုးဖီအားဝံပလွေရဲ့အယိုးစုတဲကနေစွမ်းအင်ဘောလုံးလေးတစ်ခုထွက်လာပြီးရွှန်ပေါင်ရဲ့ကိုယ်ထဲဝင်သွားတယ်ရွှန်ပေါင်စီမှာဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုကိုခန်းစားလိုက်ရတဲ့အဆင့်2အကောင်နောက်တစ်ကောင်တက်လိုက်ရင်ရွှန်ပေါင်အဆင့်2ရောက်သွားမယ်လို့ခံမှန်းမိတယ်ဒါပေမဲ့အံ့ဩစရာအကောင်ဆုံးကရွှန်ဝူလေးကမိုးကြိုးဖီအားဝံပလွေကိုတစ်ချက်တည်းနဲ့အပြတ်ရှင်းနိုင်ခဲ့တာပဲရွှန်ပေါင်မင်းကတကယ်မိုက်တာပဲသူ့ကိုမချီကျူးပဲမနေနိုင်ဘူးသူ့ကိုဖတ်ဖို့ထိုင်ချလိုက်ပေမဲ့ဒီကောင်လေးငိုနေတာကိုတွေးလိုက်ရတယ်ကျွန်တော်နားလည်ပါတယ်ဒီကောင်လေးကစိတ်လှုပ်ရှားလုံးလို့ပါဝမ်ချွန်းရဲ့မှောက်မိုက်ပြီးအေးဆက်တဲ့မြေအောက်ခန်းထဲမှာအကြာကြီးပိတ်လောင်ခံခဲ့ရပြီးစော်ကားမှုမျိုးစုံခံခဲ့ရတာလေအခုတော့မျောလင်းချက်ရောင်ကြီးကိုမြင်ရပြီးစုပြုံနေတဲ့နာကျင်မှုတွေအားလုံးလွတ်မြောက်သွားပြီးသူ့နဖူးကိုလက်လန်းပြီးပုတ်တက်ပေးလိုက်တယ်သူ့ကိုနှစ်သိမ့်ဖို့နာနာကပ်ပြီးတီးတိုးပြောလိုက်တယ်ဒီလိုအမောင်မိုက်ဆုံးနေ့ရက်တွေနောက်ထပ်ဘယ်တော့မှပြန်မလာစေရဘူးတနေ့ကျရင်မင်းတို့ကကဘာပေါ်မှာအစွမ်းထက်ဆုံးဝိညာဉ်သားရဲတွေဖြစ်လာမှာပါအကောင်လေးနှစ်ကောင်ကပါးပြင်ပေါ်မျက်ရည်တွေစီးကြရင်ခေါင်းကိုလေးလေးလံလံညှိပြကြတယ်သူတို့ရဲ့အသက်ကိုပေးပြီးတခင်ကိုကာကွယ်မယ်လို့ကြိမ်ဆိုလိုက်ကြတယ်ရွှန်ပေါင်ငိမ့်သွားတော့တောအုပ်ထဲမှာတားကောင်ထက်ရှာကြတယ်မိုးကြဒုဖီအားဝံပလွေနဲ့အတွေ့အကြုံအရဒီတစ်ခါတော့ပိုတန်မာတဲ့နတ်ဆိုးသားရဲတွေကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တယ်စမ်းတက်ကွင်းကအလွန်ကျယ်ဝန်းတဲ့10မိနစ်လောက်အကြာမှာဒုတိယမြောက်နတ်ဆိုးသားရဲနဲ့ဆုံတဲ့အစိမ့်မီကင်းမီကောက်ကြီးအဆင့်2ကင်းမီကောက်ကအစိမ့်မျိုးစားဖြစ်ပေမဲ့ရွှန်ဝူနဲ့တော့လုံးဝရှင်းလို့မရဘူးရွှန်ဝူရဲ့တိုင်ရီစွမ်းအင်ကအစိမ့်မီကင်းမီကောက်ကိုလွှမ်းခြုံသွားတဲ့စက္ကန့်အနည်းငယ်တွင်းမှာပဲဆွေးမြေ့နေတဲ့အလောင်းကောင်ဖြစ်သွားတဲ့အစိမ့်ကင်းမီကောက်ရဲ့ကိုကနေစွမ်းအင်ဘောလုံးလေးထွက်လာပြီးရွှန်ပေါင်ရဲ့နဖူးထဲဝင်သွားတယ်သူ့ရဲ့အချက်လက်တွေကိုချက်ချင်းစစ်ဆေးလိုက်တယ်ရွှန်ပေါင်ကကြေးအဆင့်2ကိုတိုက်ရိုက်ရောက်သွားတယ်ဝမ်းသာဘူးတော့အချိန်မရလိုက်ဘူးစိတ်စွမ်းအင်အမြောက်များကကျွန်တော်ခေါင်းထဲရုတ်တရက်ဝင်ရောက်လာပြီးကျွန်တော်ရဲ့အဆင့်ကလည်းကြေးအဆင့်2ကိုရောက်သွားတယ်တားရဲ့တခင်ရဲ့အဆင့်ကသူခေါ်ယူထားတဲ့တရဝါတွေရဲ့အဆင့်ပေါ်မူတည်တဲ့စိတ်စွမ်းအင်မြင့်တက်လာတာနဲ့အမျှတခြားသားရဲတွေနဲ့လည်းစာချတုတ်ထက်ချုပ်နိုင်တယ်ဝမ်းသာလုံးလို့ရွှန်ပေါင်လေးရဲ့ခေါင်းကိုပုတ်တက်ပေးလိုက်တယ်အဲ့ဒီနောက်ရွှန်ပေါင်ကိုခေါ်ပြီးတောအုပ်တစ်ခုလုံးအဆင့်မြင့်နတ်ဆိုးသားရဲတွေကိုလိုက်ရှာတဲ့အဆင့်1ဖြစ်ဖြစ်အဆင့်2ဖြစ်ဖြစ်အားလုံးကိုရှင်းလင်းပစ်ခဲ့တယ်ကျွန်တော်အမတ်တွေကလည်းအရှိန်အဟုန်နဲ့တက်လာတယ်နိုင်ငံအထက်တန်းကျောင်းရဲ့စောင့်ကြည့်ခန်းထဲမှာတာဝန်ခံဝန်ကစောင့်ကြည့်ဗီဒီယိုတွေကိုမဟာမိတ်အဖွဲ့ဌာနချုပ်စီဒေါင်းလုပ်ဆွဲဖို့အလုပ်များနေတယ်သူ့နောက်ကနေခြေတန်းတွေကြားလိုက်ရတယ်နိုင်ငံအထက်တန်းကျောင်းရဲ့ကျောင်းအုပ်လူရီဖန်ပါမျက်နှာပြင်ကြီးမှာပြထားတဲ့အမတ်စရင်းကိုကြည့်ရင်အလင်းစလိုလျှောက်လာတယ်ငါတို့ကျောင်းသားဘယ်နှစ်ယောက်ထိတ်ဆုံးတစ်ထောင်ထဲမှာပါလဲဝန်ကခေါင်းခါပြတယ်ဒီနှစ်အဆင့်ကမိနစ်ကထက်တောင်ပိုဆိုးသေးတယ်လောလောဆယ်3ယောက်ပဲပါသေးတယ်ကျောင်းအုပ်လူရီဖန်ကစိတ်ပြက်လက်ပြက်ခေါင်းခါလိုက်တယ်ဝန်ကဆက်ပြောတယ်ဒါတောင်မှအဆင့်မြင့်ပေါင်းဆက်သားရဲကိုခေါ်ယူထားတဲ့ဂျန်အိုင်တယောက်ပဲထိတ်ဆုံး200ရဲဝင်တာသူ့အမတ်က1000လားလေးပဲရှိသေးတယ်ကျန်တဲ့2ယောက်ကအဆင့်800ကျော်မှရက်နေတယ်ကျောင်းအုပ်လူရီဖန်ကခေါင်းခါရင်းတက်ပြင်းချတယ်ဒီနှစ်မဟာမိတ်အဖွဲ့တစ်ခုလုံးရဲ့အခြေအနေကမကောင်းဘူးပါဝင်ရှင်ပြိုင်သူ200လောက်ပဲအမတ်1000
ဖြစ်သေးတယ်ဒီတိုင်းဆက်သွားရင်ဒီနှစ်အတွင်းစိတ်နဲ့ဆိုလူမျိုးနွယ်နဲ့ရှင်ပြိုင်ရမယ့်ကမ္ဘာစိန်ခေါ်ပွဲမှာငါတို့ထပ်ရှုံးဦးမယ်ဝမ်ကလည်းစိတ်ပြက်လက်ပြက်တက်ပြင်းချတဲ့မဟာမိတ်အဖွဲ့ဒီနှစ်ထပ်ရှုံးရင်10ချိန်ဆက်တိုက်ရှုံးတာဖြစ်မယ်ဝမ်နဲ့စရာစံချိန်ပဲသူကင်မရာဗီဒီယိုတွေကိုဆက်စီစဉ်ဖို့မျက်လုံးလွှဲလိုက်ချိန်မှာမျက်နှာပြင်အောက်ခြေမှာရုတ်တရက်ပေါ်လာတဲ့နာမည်တစ်ခုကသူ့အာယုံကိုဖန်ဆားသွားတဲ့ဂျန်လင်းနန်ကန်အထက်တန်းကျောင်းဝမ်ကပြုံးလိုက်ပြီးကျောင်းကြီးကိုသတင်းပြောဖို့ပြင်လိုက်တော့အဲ့ဒီနာမည်ကဒုံးပြန်တစင်းလို့အမတ်စရင်မှာအမြန်တက်လာတာကိုတတိထားမိလိုက်တဲ့မျက်တောင်တစ်ခတ်အတွင်းအဆင့်900ကိုရောက်သွားတဲ့ကျောင်းကြီးမြန်ကြည့်ပါဦးလူရီဖန်ကစောင့်ကြည့်ခန်းကနေထွက်မလို့လုံနေပေမဲ့အဲ့ဒီစကားကြတော့နောက်လှည့်ပြီးမဟာမိတ်အဖွဲ့အမတ်စရင်ကိုကြည့်လိုက်တယ်အဲ့ဒီအချိန်တိုလေးတွင်းမှာကျွန်တော်နာမည်ကအဆင့်100ကိုဓာတ်ရိုက်ခုန်တက်သွားတယ်ဒါတင်မကသေးဘူးနာမည်ဘေးကအမတ်တွေကကြောက်စရာကောင်းတဲ့အမြန်နှုတ်နဲ့ဆက်တက်နေတယ်အမတ်2000ကိုဓာတ်ရိုက်ကျော်သွားတယ်လူရီဖန်ရဲ့သူငယ်အိမ်တွေကျုံဝင်သွားတယ်အဲ့ဒီနာမည်ကိုစိုက်ကြည့်နေတယ်သူ့အမတ်တွေကဘလို့လို့ဒီလောက်ကြောက်စရာကောင်းတဲ့အမြန်နှုံးနဲ့တက်နေရတာလဲဝမ်ရဲ့ပထမဆုံးတုံ့ပြန်မှုကအချက်လက်မှားယွင်းနေတယ်လို့ထင်တာပဲဘာလို့လဲဆိုတော့အစင်းမြင့်သားရဲပိုင်ရှင်ဂျန်အိုင်တောင်အမတ်1000ကျော်လေးပဲရှိတာလေဒီကောင်လေးကမိနစ်အနည်းငယ်အတွင်းမှာဘလို့လို့အမိလိုက်နိုင်ုံတင်မကပဲအမတ်1000တောင်ကျော်သွားရတာလေသူကမန်းကရန်အချက်လက်တွေအားလုံးကိုစစ်ဆေးလိုက်တယ်မဟာမိတ်အဖွဲ့ဌာနချုပ်ကိုပါအစီရင်ခံလိုက်တယ်ဒါပေမဲ့နောက်ဆုံးရလက်ကတော့ရှင်းနေပါတယ်ဘာပြဿနာမှမရှိပါဘူးလူရီဖန်ကတီတီငိမ့်ငိမ့်နေဖို့စူးစမ်းပေမဲ့သူ့နှုတ်ခမ်းမှာထိမရတဲ့အပြုံးတစ်ခုပေါ်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်အမတ်က3000ကိုကျော်သွားပြီးမဟာမိတ်အဖွဲ့ရဲ့ထိပ်ဆုံး10ယောက်စင်းရင်းနဲ့ရောက်သွားပြီးပထမနေရာကိုရဖို့အမတ်600ပဲလို့တော့တယ်တိုးတက်မှုကလည်းနှေးသွားမဲ့အရေးရောင်မပြဘူးမြန်မြန်သူ့ရဲ့စောင့်ကြည့်ဗီဒီယိုကိုပြဆန်းလို့ကြတောင်းအုပ်လူရီဖန်ကအတန်ကျကျနဲ့အမိတ်ပေးတယ်ငါမမားဘူးဆိုရင်ဒါဂျန်အိုင်ရဲ့အကူကြီးပဲဒါပေမဲ့သူကရိုးရိုးအစင်တာမန်ကျွတ်ပဲခေါ်နိုင်တယ်လို့ငါ့ကိုပြောထားတာလေအဲ့ဒီအချိန်မှာဝမ်ကလည်းအခြေအနေရဲ့ကြီးလေးမှုကိုသဘောပေါက်သွားတယ်ကရိယာမျက်နှာပြင်ပေါ်မှာကျွန်တော်ရဲ့တိုက်ရိုက်ဗီဒီယိုကိုချက်ချင်းဖွင့်ပြလိုက်တယ်အမတ်စရင်မှာကျွန်တော်နာမည်ကအရှိန်ဟုန်နဲ့တက်နေပြီးအခုပထမနေရာကိုရောက်နေပြီးအမတ်တွေကလည်း9000ကိုကျော်သွားပြီးလူရီဖန်ရဲ့ပုံစံကတည်ငြိမ်နေတယ်ကျွန်တော်မျက်နှာပြင်ရှိမှရက်ပြီးတိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေလိုက်တယ်ရုပ်တံထဲမှာအခုချိန်မှာကျွန်တော်ကရှုံငူလေးနဲ့အတူချောင်းကိုဆန်တက်ပြီးတောအုပ်ထဲကိုနက်နက်ရှိုင်းရှိုင်းဝင်သွားနေတဲ့တေချာကြည့်ရင်လူရောသားရဲပါကြီးအဆင့်4ကိုရောက်နေပြီဆိုတာမြင်နိုင်တယ်ရွှန်ပေါင်တောနက်ထဲမှာအဆင့်6နတ်ဆိုးသားရဲရဲ့အနံ့ကိုတကယ်ရခဲ့တာတေချာလို့လားငါအရန်ပြေးရလွန်းလို့အမောတောင်ဆုပ်နေပြီးရွှန်ငူလေးကခေါင်းကြီးပြတဲ့အကြည့်ကပြတ်သားနေတယ်နောက်ထပ်နိုင်ဝက်ပဲဒီနေ့အဆင့်6နတ်ဆိုးသားရဲဘလောက်အားကောင်းလဲဆိုတာကြည့်ရမယ်10မိနစ်အကြာမှာကြေးအဆင့်6နတ်ဆိုးသားရဲတကောင်ကိုတကယ်တွေ့တယ်စူးကြောဝဝင်ကြေးအဆင့်6ဒီအညိုမဲရောင်စူးကြောဝဝင်ကိုကြည့်လိုက်တာနဲ့အဆင့်နှိမ်သားရဲတွေဘယ်တော့မှမရှင်းနိုင်တဲ့စွမ်းအင်ကိုခံစားရတယ်ရှုံဦးသားအဆင့်5ဆိုရင်ငါကြောက်မှမဟုတ်ဘူးဒါပေမဲ့သူကအဆင့်4ပဲရှိသေးတယ်အဆင့်2ဆင့်တောင်ကွာနေတာပိုဆိုးတာကဒီနေရာမှာကျွန်တော်တယောက်တည်းမဟုတ်ဘူးစူးကြောဝဝင်ရဲ့ဖိအားကြောင့်လူ9ယောက်ပါတဲ့အတင်းတင်းဆုတ်ခွာလာရင်ချောင်းပေးမှာပိတ်မိနေကြတယ်အကိုငါတို့ထွက်ပြေးလို့ရပါမလားလို့အမည်မသိအတင်းပေါ်တယောက်ကတုံတုံရင်ရင်နဲ့မေးတယ်ဘာကြောင့်ဆရာရှိလဲဒီကောင်ကအားကုန်နေပြီးစက်တိုက်ခိုက်ကြအချိန်ဆွဲပြီးသူ့ကိုအသေးတက်ရမယ်ဂျန်အိုင်ကအတင်းပေါ်တယောက်ကိုဆွဲဖမ်းပြီးရှေ့ကိုတွန်းပို့ဖို့ပြင်တယ်အားလုံးကိုကျွန်တော်မြင်နေရတဲ့မှတ်ညံထဲမှာချစ်ရတဲ့ညီလေးကအမြဲတမ်းဒီလိုပဲကို့အကျိုးအတွက်ဆိုဘာမဆိုလုပ်ရတဲ့ကိုချင်းစာတရားလုံးဝမရှိဘူးတိုက်ဆိုင်လိုက်တာချစ်ရတဲ့ညီလေးရဲ့လို့မလှုပ်ရှားခင်စောင့်ကြည့်ဖို့ဆုံးဖြတ်ပြီးအေးဆက်ဆက်ရေလိုက်တဲ့ခုနကတွန်းခံရတဲ့အတင်းဖော်ကနောက်ဆုံးမလို့လို့တော့အဖြစ်နဲ့ဆိုးနကားကသူ့လန်ကိုပိတ်လိုက်တယ်အခုသူပြေးလို့လည်းမရရှေ့တိုးလို့လည်းမရဖြစ်နေပြီးစူးကြောဝဝုံကမဆိုင်မတွားပဲဒေါသတကြီးကုတ်ချစ်လိုက်ပြီးသူ့အသက်ကိုအဆုံးတက်လိုက်တယ်ဂျန်အိုင်ကအစကနေအဆုံးထိနောက်တရတဲ့ပုံလုံးဝမပြဘူးတခြားအတင်းဖော်တယောက်ကိုဆွဲဖမ်းပြီးတားကောင်ဖြစ်ပြစ်ကျွေးလိုက်ပြန်နဲ့မင်းသွားပြီးသူ့ကိုအကောင်အောင်လို့အတင်းဖော်ကတုတ်ပြန်ဖို့တောင်အချိန်မရပဲစူးကြောဝဝုံရှိကိုရောက်သွားတယ်မတေခင်တွေးရဲ့မျက်လုံးတွေနဲ့ဂျန်အိုင်ခွေးကောင်လို့အော်ဟစ်သွားတယ်ဒါပေမဲ့ဂျန်အိုင်ကဂယုမဆိုင်ပဲနောက်ဆုံးအတင်းဖော်ကိုပါပြစ်ထည့်လိုက်တယ်ပြီးတော့လင်းရတင်နဲ့အတူထွက်ပြေးဖို့အချိန်ရအောင်ဝဝုံကိုတားထားဖို့အဖြစ်နဲ့ဆိုးနကားကိုမျက်ရည်ပြလိုက်တယ်စူးကြောဝဝုံကနောက်ထပ်လူတယောက်သူ့စီလွင့်လာတာကိုမြင်တော့ဒေါသတကြီးကုတ်ချစ်ဖို့ပြင်လိုက်ပေမဲ့သူ့လက်တဲ့အချိန်ကရုတ်တရက်နှိမ့်ကျသွားတဲ့တုတ်ပြန်ဖို့တော့အချိန်မရလိုက်ခင်ပြမောင်နေတဲ့ရေခိုးရေငွေတွေကသူ့ကိုလုံးဝဖုံးလွှမ်းသွားတယ်ရေခိုးရေငွေတွေထဲကနေအသေးကွဲမတက်အော်ဟစ်တန်တွေထွက်လာတယ်ရေခိုးရေငွေတွေကွဲသွားတော့ကြီးမခံရတဲ့စူးကြောဝဝုံနေရာမှာအယိုးစုပဲကျန်တော့တယ်ဂျန်အိုင်ကချက်ချင်းကြောက်ရွံ့ဖြစ်သွားတယ်လင်းရတင်ကိုဆွဲပြီးထွက်ပြေးဖို့နောက်လဲလိုက်ပေမဲ့ရုတ်တရက်သူ့ကိုယ်လုံးအကြောတည်သွားတယ်လို့ခံစားလိုက်ရတယ်ထွက်ပြေးမလို့လားညီလေးငါတို့ပြန်တွေ့ကြပြန်ပြီးကျွန်တော်အတန်ကနည်းနည်းရန်လိုနေတယ်ဂျန်အိုင်ကမယုံနိုင်စွာနဲ့ခေါင်းလဲကြည့်တော့ကျွန်တော်ရှောက်လာတာကိုတွေးလိုက်တယ်အပြုံးလိုဘာလိုနဲ့လက်လံပြီးသူ့ပါကိုပုတ်လိုက်တယ်အခုတော့ငါ့ကိုအကိုကြီးလို့တောင်မခေါ်ချင်တော့ဘူးပေါ့အဲ့ဒီအချိန်မှာပဲဝဝုံအလောင်းကနေစွမ်းအင်ပေါ်လုံးလေးထွက်လာပြီးရွှံငူလေးရဲ့နဖူးထဲဝင်သွားတယ်ရွှံပေါင်ကကြေးအဆင့်5ကိုတိုက်ရိုက်ရောက်သွားပြီးအပြည့်ရဲ့ဖိအားကပိုပြင်းထန်လာတယ်ဂျန်အိုင်ကသူ့ကြောပေါ်ကဝင်ထုတ်ဝင်ပို့ပိုလေးလာတာကိုခံစားလိုက်ရတယ်လင်းရတင်ကတော့မြေပြင်ပေါ်တိုက်ရိုက်လဲကျသွားတယ်ဂျန်အိုင်ရဲ့သူငယ်အိမ်တွေရုတ်တရက်ကျုပ်ဝင်သွားတယ်အဲ့ဒီအချိန်သူ့မျက်လုံးထဲမှာကျွန်တော်ကနတ်ဆိုးတစ်ကောင်ပဲတေဆန်းအမိုက်ကောင်သူ့အကြည့်တွေမှာထန်သွားဟာတဲ့အဖြစ်နဲ့ဆိုးနကားရဲ့အမီးလှုပ်ရှားလာပြီးအရေးတေမင်းတမန်ဥချိုစွမ်းရည်ကိုအသက်သွင်းလိုက်တယ်ကျွန်တော်ကသူ့ရဲ့ပြစ်မှတ်တာပေမဲ့ကျွန်တော်စီဘယ်တော့မှမရောက်လာဘူးရွှံပေါင်ရဲ့ရွှံဝူတိုင်းကလုံးဝကာကွယ်လိုက်တယ်ဂျန်အိုင်မင်းကတကယ်လက်ရဲအကျန်းဖက်တာပဲရက်ဆက်လိုက်တာအခုနကအဖြစ်နဲ့ဆိုးနကားရဲ့တိုက်ခိုက်မှုကကျွန်တော်ကိုတတ်ဖို့ရည်ရွယ်တာတေချာတယ်အသက်ဝဝရှူလိုက်ပြီးဂျန်အိုင်ကိုခြေထောက်နဲ့ကန်ချလိုက်တယ်ပြီးတော့သူ့မျက်နှာပေါ်ခြေထောက်တင်ထားလိုက်တယ်မင်းနဲ့အဖေမေကဒီလိုနေမျိုးရောက်လာမယ်လို့တွေးဘူးလားတခါတလေငါမင်းကိုတကယ်တက်ချင်တဲ့ဂျန်အိုင်ကတေမင်းနဲ့ဒီလောက်နီးကပ်တာမျိုးတခါမှမကြုံဘူးအဲ့ဒီအချိန်သူ့မျက်လုံးတွေထဲမှာအကြောက်တရားတွေပြည့်နေပြီးအတန်တွေတုန်နေတယ်ဘာလို့လဲဘာလို့ဒီလိမ့်ဆုပ်ကဒီလောက်အားကောင်းနေရတာလဲဒါကစမ်းတက်ကွင်းလေမင်းငါ့ကိုတက်လို့မရဘူးလို့သူအော်လို့မတက်ပြောတယ်အကြောက်တရားကသူ့တကူလုံးကိုလွှမ်းမိုးနေတယ်တေချာတာပေါ့မင်းကိုငါမတက်ပါဘူးခြေထောက်ကိုရုပ်လိုက်ပြီးရွတန်ဝူထိန်းချုပ်ထားတဲ့နတ်ဆိုးနဂါးစီလှည့်လိုက်တယ်ဒါပေမဲ့ငါအတိုးတော့စိတ်ယူရမယ်ရွှံပေါင်ဒီနဂါးဆုပ်ကိုချုပ်ထားရွှံပေါင်ကဟိန်းဟောက်လိုက်ပြီးပိုအားကောင်းတဲ့အဖြစ်ဖိအားက
နတ်ဆိုးနဂါးပေါ်ကျဆင်းလာတယ်အပင်းနတ်ဆိုးနဂါးကကောင်းကင်ပေါ်ကနေတိုက်ရိုက်ပြုတ်ကျလာတယ်ရွှံပေါင်ကသူ့ထက်အဆင့်2ဆင့်ပိုမြင့်နေတော့နတ်ဆိုးနဂါးကလုံးဝရှင်လို့မရဘူးကျွန်တော်အကြည့်ကလှောင်ပြောင်းနေတယ်အိတ်ကက်ထဲကဓားမြောင်လေးကိုထုတ်ပြီးနဂါးရဲ့ phosphate ရဲ့အကြေးခွန်တွေပါတဲ့အရေးပြားကိုတိုက်ရိုက်ခွဲလိုက်တယ်ဂျန်အိုင်ကကြောက်လန့်တကြားអော်တယ်ငါနတ်ဆိုးနဂါးကိုဘာလုပ်နေတာလဲမင်းရဲ့နတ်ဆိုးနဂါးဟုတ်လားလို့ရေးလိုက်တယ်သူ့ရဲ့ပြောင်းပြန်အကြေးခွန်ကိုချိန်လိုက်တယ်ဓားမြောင်ကိုရုတ်တရက်ထိုးဆိုင်ပြီးအသားစတစ်ပါဆွဲနှုတ်လိုက်တယ်အပင်းနတ်ဆိုးနဂါးကနာကျင်လွန်းလို့အော်ဟစ်ပေမဲ့ရွှံပေါင်ကမြေပြင်မှာဖိထားလို့မလုံနိုင်ဘူးပြီးတော့နဂါးကောင်းပေါ်ကအမဲရောင်အဖုကိုဓားမြောင်နဲ့ချိန်ပြီးအသားစပါမကြံဆွဲနှုတ်လိုက်တယ်ရက်စမ်းမိတ်စာကောင်ဂျန်အိုင်ရဲ့မျက်လုံးတွေတွေးရဲနေတယ်သူကျွန်တော်ကိုအဲ့ဒီနေရာမှာတင်တက်ချင်နေတာဒါပေမဲ့အဲ့ဒီအချိန်မှာပဲပတ်ဝန်းကျင်ကနေရာလွတ်ကတွက်လိန်သွားတယ်3နာရီကြာတဲ့ပထမစမ်းသက်ပွဲပြီးဆုံးသွားပြီးလူတိုင်းတော့အုပ်ထဲကနေဒုတိယစမ်းသက်ပွဲနေရာကိုအလိုလျောက်ရောက်သွားကြတယ်အဲ့ဒီအချိန်မှာစောင့်ကြည့်ခန်းထဲကလူရီဖန်ကအသက်ရှူတောင်ရက်နေတယ်သူ့မျက်လုံးတွေကကျွန်တော်စီမှာစိုက်နေတဲ့မျက်နှာပြင်မှာရက်သွားတဲ့နောက်ဆုံးမြင်ကွင်းကအားကျစရာကောင်းနေတယ်ဒီကောင်လေးကတကယ်ရက်ဆက်တာပဲဝန်ကလည်းမဟာမိတ်အဖွဲ့ဌာနချုပ်စီနောက်ဆုံးဗီဒီယိုတွေကိုဒေါင်းလုဒ်လုပ်နေတဲ့စမ်းသက်ပွဲအမှတ်စရင်အချက်လက်တွေလည်းအတည်ပြုပြီးပထမနေရာဂျန်လင်းနန်ကန်အထက်တန်းကျောင်းအမှတ်1860 S အဆင့်ဒုတိယနေရာစုချောင်ရှောင်ကအမှတ်2600ပဲရှိတယ်လူရီဖန်ကမျက်နှာပြင်အပေါ်ဆုံးကနာမည်ကိုစိုက်ကြည့်နေတယ်သူ့ရင်တွေခုန်လာတယ်နန်ကန်ကမဟာမိတ်အဖွဲ့တစ်ခုလုံးရဲ့ပထမဆုံး S အဆင့်ကိုမွေးထုတ်ပေးနိုင်ခဲ့ပြီးဒီလောက်စိတ်လှုပ်ရှားမှုမျိုးမခံစားရတာဘယ်လောက်ကြာပြီလဲသူတတိမဝင်လာခင်မှာပဲစောင့်ကြည့်ကန်တကားကိုခြေထောက်နဲ့ကန်ဖွင့်လိုက်တယ်မျိုးစားစုတင်းလန်ကယုံကြည်မှုရှိနဲ့ခြေလန်းကျဲကျဲဝင်လာတယ်လူရီဖန်ကိုမြင်တာနဲ့တိုက်ရိုက်မေးတယ်ကြောင်းအုပ်စုဟိုဂျန်လင်းဆိုတာဘာဇလန်လဲမဟာမိတ်အဖွဲ့ဌာနချုပ်ကငါ့ကိုဖုံးဆက်နေတာမရက်တော့ဘူးလူရီဖန်ကခါးသီးစွာပြုံးပြီးခေါင်းခါလိုက်တယ်ဖြစ်ပျက်ခဲ့သမျှအားလုံးကိုရှင်းပြပြီးနောက်ဆုံးစောင့်ကြည့်မျက်နှာပြင်ပေါ်ကရက်နေတဲ့မြင်ကွင်းကိုလက်ညှိုးထိုးပြတယ်ဒီဝိညာဉ်သားရဲ့ပဲအနှစ်60ကျော်အတွင်းဒီလိုမျိုးတစ်ခါမှမမြင်ဘူးစုတင်းလန်ကမျက်နှာပြင်ကိုကြည့်လိုက်တယ်ခမားဆိုလိုတာကဒီလိမ့်နဲ့မွေမဲပေါင်းဆက်ထားတဲ့ကောင်ကစူကျော်ဝဝုံကိုတစ်ချက်တည်းနဲ့တက်လိုက်တယ်ပေါ့လူရီဖန်ကခေါင်းညိတ်တယ်စုတင်းလန်ကမယုံနိုင်သေးဘူးစလုံးတစ်လုံးစာလောက်ပဲရှိတဲ့ဒီအဆင့်9လိပ်ကအဆင့်ကျော်ပြီးအဆင့်6စူကျော်ဝဝုံကိုတက်နိုင်ခဲ့တယ်ပေါ့ဒါပေမဲ့အချက်လက်တွေကရှိနေတာပဲစမ်းသက်ပွဲပြီးမှပဲသူ့ကိုလူကိုယ်တိုင်မေးမြန်းလို့ရမယ်ဒုတိယအဆင့်စောင့်ကြည့်ဗီဒီယိုကိုပြပါမျက်လုံးပြန်ဖွင့်လိုက်တော့ရွှံပေါင်နဲ့ကျွန်တော်ကအချင်းမီတာ100လောက်မရှိတဲ့အခန်းထဲရောက်နေတဲ့ပက်ပက်လဲနေရံတွေကကြီးကျင်ကြောက်တွေနဲ့လှုပ်ထားတာစံပြအခန်းထဲမှာရွှံပေါင်နဲ့ကျွန်တော်ပဲရှိတယ်ခုနကဖြစ်လာတဲ့နုပြိုစေတဲ့ငကားချိုကိုအိတ်ကက်ထဲထည့်လိုက်တဲ့ဂျန်အိုင်ပြင်းထန်တဲ့ဒဏ်ရာကြောင့်မင်းစီနိုတက္ကသိုလ်သွားလို့မရတော့ဘူးအဲ့ဒါကိုတွေးပြီးနှုတ်ခမ်းမှာအပြုံးတစ်ခုပေါ်လာတဲ့ဒုတိယစမ်းသက်ပွဲကနတ်ဆိုးသားရဲတွေကိုလိုက်ရှာပြီးတက်ဖို့မဟုတ်တော့ဘူးပါဝင်သူတယောက်ချင်းစီကဆက်ရုပ်တွေရဲ့တိုက်ခိုက်မှုကိုဘယ်လောက်ကြာတောင့်ခံနိုင်မလဲဆိုတာပဲပြီးတော့အသက်ရှင်တဲ့အချိန်ကြာလေးအမတ်တက်လေးပဲနေရာယူပြီးတာနဲ့အခန်းရဲ့ကြောက်တကားပွင့်လာပြီးရန်ကန်မျိုးကထုတ်လုပ်ထားတဲ့ဆက်ရုပ်တရုပ်ဝင်လာတဲ့ကြေးအဆင့်ဒုတိယအလွှာစမ်းသက်ဆက်ရုပ်ဝင်လာတာနဲ့ဆက်ရုပ်ကအချိန်မဆွဲဘူးရွှံဝူကိုလစ်လူရှုပြီးကျွန်တော်စီတိုက်ရိုက်ပြေးလာတဲ့ရွှံပေါင်သူ့ကိုတိုက်ခိုက်ကျွန်တော်အမိန်ကြောင့်ရွှံပေါင်ကသူ့ရဲ့အဖြစ်အားကိုအရင်သုံးပြီးနှေးသွားအောင်လုပ်တယ်ပြီးတော့သူ့ကိုတန်ရီဘူးဖြစ်သွားတဲ့အထိစပွဲတဲ့မဟာရင်မော်ပညာကိုတုံးလိုက်တယ်9မီတာလောက်မဝေးတဲ့နေရာကတတုရီအိုင်ကိုကြည့်လိုက်တယ်အသက်ဝဝရှုလိုက်တယ်ဒါကဒုတိယစမ်းသက်ပွဲရဲ့ကွာခြားချက်ပဲစမ်းသက်ဆက်ရုပ်ရဲ့ပထမပြစ်မှတ်ကတားရဲမဟုတ်ဘူးတားရဲသခင်ပဲဒါကိုနားလေတာနဲ့ချက်ချင်းရွှံပေါင်ရဲ့အနောက်မှာပုံလိုက်တယ်ကျွန်တော်ကြီးအဆင့်ပစ္စမအလွန်မှာရှိနေပေမဲ့တာမန်လူတယောက်နဲ့မထူးခြားဘူးစိတ်အဆင့်ရောက်မှပဲတားရဲသခင်ကကိုပိုင်ရည်ချင်းတွေကိုနိုးထနိုင်မှာအဲ့ဒီမတိုင်ခင်တော့ဘာမှမကွာခြားဘူးအဲ့ဒီအချိန်မှာပဲအခန်းရဲ့ကြောက်တကားထပ်ပွင့်လာပြီးပိုအားကောင်းတဲ့စမ်းသက်ဆက်ရုပ်ပေါ်လာတယ်ရွှံပေါင်ကကျွန်တော်ကိုကောက်ွယ်ဖို့ရွှံဝူကြောက်စိမ့်ရွာနဲ့အုပ်ပေးတယ်ဒီဆက်ရုပ်တစ်ကအရင်ကောင်းနဲ့မတူပဲတောက်လောင်နေတဲ့မိကြောင်နဲ့လှုပ်ထားတာသူ့အဆင့်ကလည်းပုံမြင့်တယ်မဟုတ်ဘူးမိစမ်းသက်ဆက်ရုပ်ကြီးအဆင့်တတိယအလွှာဝင်လာတာနဲ့ဆက်ရုပ်ကတုတ်ပြန်ဖို့အချိန်မပေးဘူးဘယ်ဘက်လက်ကိုမြောက်ပြီးကျွန်တော်ကိုချိန်ကမိကြီး3လုံးစက်တိုက်ပစ်တယ်တုတ်ပြန်ဖို့တောင်အချိန်မရပဲအထိခံလိုက်ရတယ်ကန်ကောင်းလို့ရွှံပေါင်ရဲ့ရွှံဝူကြောက်စိမ့်ကြောင့်ဘာမှမဖြစ်ဘူး3မိနစ်ကုန်သွားတယ်ကြီးအဆင့်ပစ္စမအလွှာလျှက်စီစမ်းသက်ဆက်ရုပ်ပါပျက်စီးသွားပြီးတဲ့နောက်ပေါ်လာတဲ့ဆက်ရုပ်အစ်တွေကမတူတော့ဘူးနေရနာကတ်သွားပြီးကြောက်တကားကနေထွက်လာတဲ့စမ်းသက်ဆက်ရုပ်အစ်နှစ်ရုပ်ကိုစောင့်ကြည့်နေတဲ့တစ်သားစမ်းသက်ဆက်ရုပ်နဲ့မြေကြီးစမ်းသက်ဆက်ရုပ်နှစ်ရုပ်လုံးကကြီးအဆင့်ပစ္စမအလွှာအဲ့ဒီနောက်တော့သူတို့ကအရေးအတွက်နဲ့ဖိတော့မယ်စမ်းသက်ဆက်ရုပ်တွေနဲ့ဝေးနေဖို့တတိထားရမယ်တစ်ချက်ထိတာနဲ့ကျွန်တော်အတွက်စမ်းသက်ပွဲပြီးသွားပြီးအဲ့ဒီအချိန်စောင့်ကြည့်ခန်းထဲမှာမျိုးစားစုတင်းလန်ကကျွန်တော်ရဲ့အရေးချင်းအစစ်မှန်ကိုအပြည့်အဝနားလည်သွားပြီးကျွန်တော်ရဲ့ S အဆင့်ကိုတန်တရားမဝင်တော့ဘူးနေပါဘူးမဟာမိတ်အဖွဲ့အမှတ်စရင်မှာ S အဆင့်မဟုတ်တော့ဘူးသူ့ရဲ့လက်ရှိအမှတ်က2000ကိုကျော်သွားပြီးသူ့ကိုပထမဆုံး SS အဆင့်ဖြစ်စေခဲ့ပြီးစုတင်းလန်ရဲ့သူငယ်အိမ်တွေကျုံဝင်သွားတဲ့မျက်နှာပြင်ပေါ်ကနာမည်ကိုစိုက်ကြည့်နေတဲ့ဇီနိုမဟာမိတ်အဖွဲ့မှာ SS အဆင့်မပေါ်တာဘယ်နှစ်ရှိသွားပြီလဲနှစ်ပေါင်း1000လား2000လားစမ်းသက်ကွင်းထဲမှာဆက်ရုပ်စမ်းသက်မှုနောက်တစ်ခုကိုအောင်မြင်သွားပြန်တယ်အခုချိန်ထိ9မိနစ်ကျော်တောင့်ခံနိုင်ခဲ့ပြီးဒါပေမဲ့တိတ်ကြကြဆက်မခံနိုင်တော့ဘူးအခန်းထဲမှာကြေးအဆင့်ပစ္စမအလွှာစမ်းသက်ဆက်ရုပ်10ရုပ်ကရုတ်တရက်ပြောင်းလဲသွားကြတယ်ဆက်ရုပ်10ရုပ်လုံးရဲ့ရင်ဘတ်ပေါ်ကနှလုံးသားကယူသွစွာလဲပတ်လာတယ်သူတို့ရဲ့မတူညီတဲ့စွမ်းရည်တွေရောနှောသွားပြီးနောက်ဆုံးတော့9မီတာအမြင့်ရှိတဲ့တက်တက်ရောင်ပေါင်းဆက်ရုပ်ကြီးအဖြစ်ပြောင်းလဲသွားတယ်ဒီလိုလဲလုပ်လို့ရတာလားကျွန်တော်မျက်နှာရှုံးမဲ့သွားတယ်ပေါင်းဆက်ရုပ်ကြီးရဲ့အဆင့်ကငွေအဆင့်ထိထိုးတက်သွားတယ်အားကောင်းဆုံးရွှံပေါင်တောင်အချီများများဆက်မခံနိုင်တော့ဘူးမထူးဆန်းပါဘူးနောက်ဆုံးတော့သူတို့ဖယ်ရှားခံရတယ်သူတို့အသက်ရှင်တဲ့အချိန်ကစက္ကန့်1000တိတိမှရက်သွားပြီးသူတို့ရဲ့အမှတ်ကနောက်ဆုံးတော့3000ကိုကျော်သွားတယ် S3 လုံးအဆင့်အကဲဖြတ်မှုစုတင်းလန်ကအရန်အံ့ဩသွားပြီးစကားတော်မပြောနိုင်တော့ဘူး S3 လုံးအဆင့်အမှတ်ဆိုတာသူတခါမှမကြားဘူးတောက်ပါတဲ့မဟာမိတ်အဖွဲ့တစ်ခုလုံးရဲ့2000ပေါင်းများစွာတမိုင်းမှာဘယ်သူမှအမှတ်3000ကိုမရောက်ဘူးအဲ့ဒီတုန်းကမဟာမိတ်အဖွဲ့ကအစပြုသူတွေအတွက်ဒီစမ်းသက်ပွဲကိုဒီဇိုင်းဆွဲပြီးဒီကန့်သက်ချက်ကိုသတ်မှတ်ခဲ့တုန်းကတနေ့ကျရင်တယောက်ကဒါကိုကြော်ဖြတ်နိုင်လိမ့်မယ်လို့တခါမှမတွေးဘူးဘာလို့လဲဆိုတော့ဒီကန့်သက်ချက်ကိုကြော်
ကျော်ဖို့ခေါ်ယူထားတဲ့တရဝါကအနည်းဆုံးဒဏ္ဍာရီအဆင့်ဖြစ်ရမယ်ပြီးတော့တာမန်ဒဏ္ဍာရီအဆင့်မဟုတ်ရဘူး။စုတင်းလန်ကမနေ့ကနိုင်ငံမြို့မှာဖြစ်ခဲ့တဲ့အားကောင်းတဲ့စွမ်းရည်အတက်အကျကိုရုတ်တရက်တတိယသွားတယ်။အဲ့ဒီအချိန်တုန်းကတခြားကဘာစီသွားတဲ့အကွဲကြောင်းတစ်ပေါ်လာတယ်လို့သူတန်တရားဝင်ခဲ့တာအခုတော့အဖြေရှာတွေ့သွားပုံရတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်ကရွှွန်ပေါင်းနဲ့အတူစမ်းသက်ကွင်းထဲကထွက်လာပြီးအစပြုသူစမ်းသက်ပွဲဝင်ပေါက်ကိုပြန်ရောက်လာတယ်။တခြားသူတွေကဒုတိယစမ်းသက်ပွဲပြီးတာနဲ့အစောကြီးထွက်သွားကြပြီးလူသိမ့်မကြံတော့ဘူး။ဒါပေမဲ့စမ်းသက်ပွဲဝင်ပေါက်ကိုခြေချလိုက်တာနဲ့ကျွန်တော်နောက်ကနေအသေးကွဲမတက်အော်ဟစ်တန်ကြီးထွက်လာတယ်။မင်းကိုတေးစေခြင်းနဲ့အတင်းနဲ့ဆိုးနဂါးရဲ့တိုက်ခိုက်ခံရပြီးနောက်ဂျန်အိုင်ကဒုတိယစမ်းသက်ပွဲမှာ3စက္ကန့်အောင်မတောင့်ခံနိုင်ခဲ့ဘူး။သူကြာရှုံးပြီးထုတ်ပယ်ခံလိုက်ရတယ်။အဲ့ဒီအချိန်ကလေးကဝင်ပေါက်မှာကျွန်တော်ကိုစောင့်နေတာသူ့အဆင့်က1000ကျော်အထိကျဆင်းသွားတော့တောက်ပတဲ့တက္ကသိုလ်ကိုရှောက်ထားခွင့်ဆုံးရှုံးသွားပြီးဂျန်အိုင်ရဲ့မျက်လုံးတွေတွေးရဲနေတယ်။ဓားမြောင်ကိုထုတ်ပြီးကျွန်တော်စီပြေးဝင်လာတဲ့အေးဆက်ဆက်ရေးလိုက်ပြီးဓားမြောင်လေးကိုထုတ်လိုက်တယ်။ရိုးရှင်းတဲ့လှုပ်ရှားမှုလေးတစ်ခုနဲ့သူ့ဓားမြောင်ကိုလွင့်စင်သွားအောင်လုပ်လိုက်တယ်။ဒီညီလေးရဲ့အရေးချင်းတွေကိုတခြားဘသူထက်မဆိုကျွန်တော်ပိုသိတာပေါ့ချစ်ရတဲ့ညီလေးမင်းကတကယ်သုံးမကြတာပဲဂျန်အိုင်မြေကြီးပေါ်လဲကျသွားတယ်။ကျွန်တော်စကားကိုကြားတော့ဒေါသထွက်လွန်းလို့ကျွန်တော်စီထပ်ပြေးဝင်ဖို့လုပ်တယ်။အဲ့ဒီအချိန်မှာဝန်ထမ်း10ယောက်လောက်ပေါ်လာတယ်။ဂျန်အိုင်ကိုတားပြီးကျွန်တော်ကိုဝိုင်းထားလိုက်ကြတယ်။တာဝန်ခံဝန်ထမ်းကကျွန်တော်ကိုတီတီငိမ့်ငိမ့်ကြည့်တယ်။ကျောင်းအုပ်ကြီးကမင်းကိုစောင့်ကြည့်ခန်းထဲမှာတွေ့ချင်နေတယ်။ကျွန်တော်ခဏလောက်တွေ့ဝေသွားတယ်။စမ်းသက်ကွင်းထဲကကျွန်တော်ရဲ့စွမ်းဆောင်ရည်ကကျောင်းအုပ်ကြီးရဲ့အာယုံကိုဖန်ဆားသွားပုံရတယ်။ဒါပေမဲ့လောလောဆယ်ကျွန်တော်အမှတ်ဘယ်လောက်လဲဆိုတာကျွန်တော်ကိုယ်တိုင်မသိသေးဘူး။